တော့ဒီမြူဇီယံတစ်ခုတောင်းပါပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နေရာရောယူရိုဘက်မှာကျွန်တော်ဒီတူရကီနိုင်ငံရောက်နှစ်ပိုင်းခွဲထားရပေါ့နော်ယူရိုနဲ့အေရှားဆိုပြီးတော့ကျွန်တော်အေရှားဘက်မှာပေါ့ကျွန်တော်ဒီဟာတော့အခုမက်ထရိုဘတ်စီးတော့ပါမယ်ကျွန်တော်ဒီမက်ထရိုဘတ်ကကျွန်တော်ဒီအမြန်ဆုံးပေါ့နော်အဲ့မလို့မက်ထရိုဘတ်စီးတော့ပါမယ် Let's go ဟိုရဖြစ်နေပြီပါမယ်သူကပွဲရရတော့မဟုတ်သေးဘူးပေါ့နော်။ဒါပေမဲ့ဒီချိန်သွားရင်လူရှင်းတဲ့စောတော့ပုံလေးစိတ်ရလို့ရပါတယ်။ကျွန်တော်စစ်စေးကိစ္စတွေပုံမှန်နဲ့နည်းနည်းလေးပို့ပြီးဆက်တယ်ပေါ့နော်။ဘာပစ္စည်းမှကြောက်တော့တယ်လို့ဒီဘုံလုံးထားခဲ့ရတာပေါ့နော်။ဒီကလည်းနည်းနည်းလေးများတယ်ဒီကကြောင့်ပုံကြီးတက်မှာပဲ။ဒါမှဒီချာရပေါ့နော်။အဲဒါတော့တော်တော်လေးများပါတယ်။ဒီကတော်လေးပိုက်ကဲအားဒီမိရတော့ပြထားရတော့ဒီမိုက်တယ်လူတွေအများကြီးပဲတော့ဟောအားရဖြစ်တာတော့လူတွေတော်တော်များအရင်ကျက်တော့အဲဒီရွေးကဖွင့်တာတော်တော်လေးအဆင်ပြေဘူးပေါ့နော်အခုပြရဝင်ကြီးမရှိသေးပါဘူးအခုပြဝင်ကြီးမရှိသေးဘူးဆိုတော့တော်တော်များလာနေကြတယ်